ကြီးလေခဏနေတော့ကဲဘာကိစ္စမနေ့ကဘာကနန်းထွက်ပြီဟာဒီမှာငါတို့ချုပ်ပြရမယ်ကျုံနှလုံးလေးလည်းဝါသနာမပါဘူးအလောင်းကစားလည်းဝါသနာမပါဘူးကျုံမိမလည်းဝါသနာပါလို့အလောင်းကစားတွေကိုလုပ်ခဲ့လို့အခုကွဲခဲ့ပြီဘာလို့ကျုံဘာမှမလုပ်ကျုံဘာမှမသိဘူးဗျာဘာမှမသိဘူးဗျာညီလေးကဒေါသဖြစ်ပြီးဘာစကားတွေပြောနေတာလဲညီလေးကဒေါသဖြစ်ပြီးဘာစကားတွေပြောနေတာလဲဟာညီလေးရေးတော့ဗရိယူရတယ်ယူသေးတယ်ဒီဗရိသွားမယူနဲ့ဗရိပေါက်သွားသေလိမ့်မယ်တော့မတော့ကွာညီလေးရတယ်ဒေါသကြီးပဲညနေဘာတီစီထူอ่ะကိုတတိယမေးတယ်လို့ညီလေးဝါသနာမပေါ့အေးဟုတ်တယ်ဘာမှမသိဘူးနော်ညီလေးနှလုံးမသိရင်တော့တလုံးတော့သိမှာပေါ့ဘာတလုံးဘောလုံးပြောတာဗာညီလေးဘောလုံးဘာမှဝါသနာမပေါ့ဘူးဟုတ်တယ်ဒီနေ့ပွဲအရန်ကောင်းလာပဲမူပင်ကလနဲ့ယူပင်တတ်နေတဲ့မန်ယူနဲ့ပြန်ထူတဲ့ဘာမှရှောက်ပြောမနေဗျာဘာမှဝါသနာမပေါ့ဘူးဒီမှာခင်ဗျားတို့သိအောင်ပြောမယ်ကျုပ်ဘာမှမပေါ့ဘူးဗျာညီလေးကဘာမှမပါရင်ယောက်ျားမဟုတ်ဘူးယောက်ျားမဟုတ်ဘူးညီလေးကဘာမှမပါရင်ယောက်ျားမဟုတ်ဘူးဘယ်မှာကဲစီလိယောက်ျားမဟုတ်တော့ပြောတာမဟုတ်ဗျာကျုပ်ဘာကစားနိမဝါသနာမပေါ့ဘူးအလောင်းကစားလည်းဝါသနာမပေါ့ဘူးဗျာဒီမှာပြောတာကျုပ်မိမအလောင်းကစားလို့ကျုပ်ကိုယ်ခဲ့ပြီနော်ခင်ဗျားတို့ပါအလောင်းကစားပိုင်ခင်ဗျားတို့ကကျုပ်ထက်ခွဲမယ်လေးမလုပ်ပါနဲ့မလုပ်နဲ့ဟုတ်ကဲ့စိတ်ကြီးကြတော့ဘယ်လိုလူတွေမှမသိဘူးညီလေးရခဏနေပါအောင်ကိုပြောစကားကိုနားထောင်ပါအောင်ညီလေးရခဏနေပါအောင်ကိုပြောစကားကိုနားထောင်ပါအောင်မင်းကိုလည်းငါပြောနေတာနားထောင်ပါအောင်အကိုကြီးကလည်းဒီစကားကိုဘာမှမပြောဘူးဘာမှမပြောဘူးအကိုကြီးကလည်းဘယ်ရောက်သွားမှမသိဘူးငါတို့မဒီဘိုးတော်ရှယ်ရိုးဆိုတဲ့ကောင်လုံးဝအယုံကြည်မရှိနဲ့တော့ဒီကောင်နဲ့ကသမီးရေရှည်သွားနေမှာဆိုရင်သမီးဘွားကြီးကရေတွေနစ်သွားလိုက်မယ်။ तू ကတစ်ခါနှစ်ခါတော့မှန်နေဦးလေး။तू မှန်တာတစ်ခါနှစ်ခါလေပုံနေတာကြလောဖြစ်နေတယ်။အဲ့တော့ငါလူမကြီးကိုဦးမိတဲ့ရက်ခံနေတာဒီတစ်လုံးနှလုံးသုံးလုံးမိပရိသမှာရှုံးထားတဲ့ငွေအလုံးလိုက်အရင်လိုက်ပြန်အောင်ဒီနှလုံးထိုးပါဟာညီမလေးပြောတာမှန်တယ်ကွာဒီမှာဘာပဲလှုပ်လေရေကုန်ရေကန်းစောင်းထီအောင်လို့အဲ့ဒါခေါင်းဆုံးပဲကောင်းပါဗျာမငဲ့လို့ကွာဒီမှာဟဲ့လူဒီမှာငါလူကျုပ်ဘယ်လိုမှမသိဘူးဗျာမကြည့်လို့မဖြစ်သေးဘူးလေဒီမှာမင်းမောင်ငါခေါ်လာခဲ့တယ်ထားကြည့်တော့ခမရတော်ရှည်တဲ့လူဗျာမရှည်ပါဘူးကွာလေးပေကိုလေးမှာပဲရှိပါလေအရက်ကပုတ်ပြီးမစိတ်ကရှည်တာကိုပြောတာဗျာဟုတ်ပါတယ်ကွာဘာဖြစ်လို့သူ့ကိုခေါ်လာလဲကျုပ်ကမပေါင်းနိုင်တော့ဘူးဗျာသူ့ကိုကျွန်တော်မပေါင်းနိုင်တော့ဘူးဗျာမပေါင်းနိုင်လို့မဖြစ်သေးဘူးလေလေးနဲ့မရဆိုရှာနေသွားပဲမင်းက तू မားတဲ့ကိစ္စလေးလို့ခွန်းလိုက်ငါလူမလည်းတော့နှလုံးမထိုးနဲ့မင်းကလုံးနှစ်ဖက်အစင်ပြုံလုံးလေးပြီးတာပဲကွာမင်းကဒါခက်လာမှာမရပါဘူးလေယာကျွန်တော်အနှစ်နဲ့လက်လာကမ်းမမြင်လက်မမြင်ပေးလေထဲမှာအပင်မဆင်းရဲခံရှာလာတဲ့ပစ္စည်းဥစ္စာတွေလည်းဘာမှမရှိဘူးသူဖြုံးလို့ကုန်အဲ့တော့ကျွန်တော်သူနဲ့ဆက်ပြီးတော့လက်မတွဲတာကောင်းပါလေကျွန်တော်သူနဲ့လက်ခွဲတာပဲကောင်းတယ်ယောက်ျားရဲ့ကျမလည်းပေါက်မယ်ထင်လို့ထိုးတာပဲလာမဲ့ပတ်လေးဒီနှလုံးပေးထိုးနော်ဘာပဲရေးခဲ့ပါဒါတော့ပြောနေတာတော့မှမင်းတော်တော်အကဲပါလားဦးလေးအဲ့ဒါကြည့် तू ကကျွန်တော်ချစ်တာမဟုတ်ဘူးကျွန်တော်ကနှလုံးကိုပို့ချစ်အဲ့တော့ဒီလိုမိမမျိုးနဲ့ဆက်မပေါင်းတာကောင်းတယ်ကျွန်တော်သူနဲ့ဝေးတဲ့နေရာပြေးပြီဗျာပြေးပြီဟာဟဲ့ညီလေးခဏလေးဟာတော့ပါပဲကဲဘယ်နဲ့လုပ်မလဲညီယောက်ျားလည်းမပေါင်းဘူးလေပြေးပြီကဲညီကဘယ်လိုလုပ်မလဲကျမလည်းချစ်ဦးတဲ့ရပဲသွားတော့မယ်ရှင်အဲ့လိုမလုပ်ဘူးလေညာမလုပ်လေဒီမှာဒီမကြီးမင်းကလေးကသွားစီတိုင်းသွားလာကျန်းလာလို့ရတာမဟုတ်ဘူးဟုတ်တယ်ဟုတ်ပါလေကွာဒီဆန်လန်းကိုစရင်ဖန်တီးတဲ့ကောင်အဲ့ဒီကောင်မတော်မျိုးမရန်သွားကြလားရှယ်ရို
လာကြမအောင်ကွာ ဟာလေ မဲက ဟာလေ မင်းပြက်သလားမင်းမရှင်းတော့ ကျိုးပါဦးရှင် အားရှိရမှာလေဒီကောင်မလေးကိုသူ့ယောက်ျားလက်ထဲကိုပြန်ထည့်တယ်ဒီကောင်ကလုံးဝလက်မကောက်ဘူးအဲ့ဘယ်လိုလုပ် အဲ့ဒါလွယ်လွယ်လေးပါဆရာရဲ့ဆရာမယူလိုက်ပေါ့ ဒီကောင်ကပဲကဟာမင်းဘာကောင်းလို့ဘာစကားပြောတာ ဟုတ်နေသမောခင်ဗျာကဲထားပါတော့ဒီစိတ်နေရှင်းဆက်ပြီးတော့ဘာလို့စဉ်းစားပြီးဘာတွေလုပ် ကျမစဉ်းစားထားတာလာမယ့်အပတ်ကိုနှလုံးမနဲ့ကိုညောက်ပေါက်ရှုံးနာတဲ့ငွေတွေပြန်ရမှာတရုတ်အနိုင်ရ မလျှော့ပါလား ဒီစိတ်နေဒီဘဝရောက်နေတာတော့မှဒီလောက်တော့မမောလေးလုံးပဲလားနေတော့ကအကြီးကျယ်တွေ့မယ်နော်အကြီးကျယ်တွေ့လိမ့်မယ်နားလေလား တွေ့ပါဘူးဆရာရှိတာ ဆရာရှိပါလေ ဆရာရှိပါလား မင်းကသိကြလားမင်းဒီကလေးမလေးကိုတောင်းဝင်ယူလား တောင်းရခဲ့တဲ့ မင်းတောင်းဝင်ယူပြီမဲ့ငါလုံးဝစိတ်မချဘူး ဟွန်း မိစိတ်ဦးနေပြန်လိုက်ခဲ့ ဟွန်းဆရာကျွန်တော်ဘယ်လိုလုပ် မင်းနေခဲ့လေရုံးနေလည်းပဲတော့မှာပေါ့ဟာမရှိဘူးလေမပြေဘူးပြပါလိုက်ခဲ့ပြပါလိုက်ခဲ့လာဟုတ်လား တော်ပြီပေါ့သွားဒုက္ခတရားမှလာမမေးလို့စိတ်ညစ်နေရကြတယ်တော်ရီဒီဘူးတော့လုံးတော့နှလုံးကိစ္စတွေလည်းဘာမှမလုပ်တော့ဒီနေ့ကစားပြီးအကုန်ဖြတ်မယ်အာဆင်နယ်ပဲလောင်းတာကောင်းတယ်ဒီမှာငါလူမကိုကကျွရင်ကိုဒူးတော့မယုံပါဘူးတဲ့ဒါကြောင့်မလို့လူတွေကဘယ်သူမှမယုံပါဘူးအဲ့တော့လောလောဆယ်ငါလူမဥဝိမှာလိုက်နေငါလူမအတွက်မဲ့တော့မစောစေရဘူးဥတောင်ဝင်ယူတယ်ဘယ်နဲ့ ဆရာကတော့ဇလန်းကတော့စပြီအိမ်ကမိမမနန်းနဲ့တော့ကွိုင်တော့မှာကွိုင်တော့မှာ ကြောက်မင်းမပိတ်ထားတာကွာ ဦးလေးရကျမအတွက်လည်းမလို့အချက်ပြဿနာကြီးတက်နေတယ်ကျမဘဝနဲ့ကျမပဲရှိပါစေကျမချေဦးတဲ့ရမယ်သွားတော့မယ် အေးအဲ့ဒီလိုချေဦးလေးကသွားမှဆိုလို့ဦးလေးကငါလူမရဲ့အနေကိုကာကွယ်တဲ့အနေနဲ့ထိတ်ထိတ်ပေးထားတာဗော ဒီမှာဆရာ အဲ့ကောင်မင်းမထိုင်နဲ့ဟမ်မထိုင်နဲ့ဒီမလားထိုင်ဒီမလားထိုင် ထိုင်ပါမယ်ဆရာထိုင်ပါမယ်ဘယ်လိုဖြစ်လို့ဒီလောက်တော့တုံးဝင်တိုးနေဒီမှာကျွန်တော်ပြောပြမယ်ဆရာသူသွားမယ်ဆိုတော့သွားပါစေဆရာဘာလို့လိုက်ပိတ်ပြနေတာတော့ မင်းရလေလူချင်းကိုချင်းဆန္ဒစိတ်မရှိတဲ့ကောင် ကျွန်တော်မရှိဘူး မရှိဘူး ဟာဒါဆရာရှိတယ်ပေါ့ ရှိတယ်ရှိလို့ကဲတင်ထားမှာ ကဲတင်ဗျာကဲတင်နော်နောက်တော့မှဇလန်းရှုပ်လာမှမဟုတ်ကဲပါအောင်တပည့်ဆိုရင်လုံးဝမကဲသွားမယ် သွားမင်းမရှိလေကောင်းတယ်ပဲဒါမှတို့နှစ်ယောက်လေလွတ်ငါလူပါဦးအချင်းမလုံးနဲ့တော့ဦးကပြောတတ်လို့သိလားငါလူမကြီးကိုဦးကဥတုမလေးလို့ဦးသမီးလေးလို့သဘောထားပြီးတော့ချိန်နေစောက်ရောက်လာတာအဲ့ဒီတော့ငါလူမကြီးအမျိုးသားကိုဦးမတွေ့တွေ့ရောက်ချပြီးတော့စူးစ